ညာနှင်းစီဤအတိတ်ဘဝဟိုရှိတုန်းကအဲ့ဒီဖျားပြက်မပြက်သေးတဲ့အချိန်မှာညာနှင်းစီဟာလူတစ်ယောက်အဖြစ်အသက်ရှင်နေခဲ့တယ်။သူမဟာရွာနောက်ဖက်တောင်ဆောင်လေးမှာနေထိုင်တဲ့ရိုးရိုးသားသားမိန်းကလေးတစ်ယောက်ပါပဲ။မိဘနှစ်ပါးကိုစောင့်ရှောက်ပြီးနေတိုင်းဖျားထဲမှာပန်းလူရေချိုးမီးထွန်းလုပ်ပေးတတ်တဲ့စိတ်သဘောကောင်းသူတစ်ယောက်ဖြစ်ခဲ့တယ်။အဲ့ဒီအချိန်ကတိုင်းပြည်မှာစစ်ပွဲတွေမကြာခဏဖြစ်နေပြီးရွာတွေကိုလူရက်သွားလာတဲ့လူဆိုးအုပ်တွေရှိနေတယ်။ရွာသားတွေကကိုယ်ပိုင်ပစ္စည်းတွေကိုဖျားအတွင်းမြေဖုံးပြီးတင်စီခဲ့ကြတယ်။အဲ့ဒီဥစ္စာတွေကိုဖျားနှက်တွေကမိန်းကလေးတစ်ယောက်ကိုစောင့်ခိုင်းဖို့လိုအပ်လာခဲ့တယ်။တညညာနှင်းစီအိမ်မက်သေးကိုအလင်းရောင်ပြည့်နေတဲ့မိန်းမမြတ်တူလာပြောခဲ့တယ်။သမီးဒီဥစ္စာတွေကိုလူလောဘကမဖြက်စီးအောင်စောင့်ရှောက်ပေးနိုင်မလား။မိန်းကလေးလေးကမကြောက်ဘူးမေးခွန်းတောင်မမေးပဲခေါင်းညှိလိုက်တယ်သမီးလုံနိုင်ပါတယ်။အဲ့ဒီခဏဆပြီးညာနှင်းစီရဲ့ကံကြမ္မာကပြောင်းသွားခဲ့တယ်။မကြခင်မှာပဲလူဆိုးအုပ်တစုရွာကိုဝင်ရောက်လာခဲ့တယ်။ဖျားတွေကဥစ္စာရှိတယ်ဆိုတာသိပြီးညအချိန်မှာဝင်လူဖို့စူးစမ်းကြတယ်။ညာနှင်းစီကတယောက်တည်းဖျားတွေကိုဝင်ပြီးနတ်ဖျားတွေကိုမီးပူစော်ကဆူတောင်းခဲ့တယ်။ဥစ္စာမလိုပါဘူး။ရွာသားတွေကိုပဲကာကွယ်ပေးပါ။အဲ့ဒီညမှာဖျားပတ်ဝန်းကျင်ကိုမီးလောင်သလိုအလင်းကြီးတစ်ခုလင်းလာပြီးလူဆိုးတွေထိတ်လန့်ပြီးထွက်ပြေးသွားခဲ့ကြတယ်။ဒါပေမဲ့အလင်းပြောက်သွားတဲ့အချိန်ညာနှင်းစီဟာဖျားရှိမှာအသက်မဲ့လဲလျောင်းနေခဲ့ပြီးနတ်ဖျားတွေကသူမရဲ့တစ္ဆာတနာစရာစိတ်ကိုမြင်ပြီးလူဘဝနဲ့နတ်ဘဝကြားအလယ်လန်းတစ်ခုကိုပေးခဲ့ကြတယ်။ဥစ္စာဆောင်မဖြစ်ဖို့အဲ့ဒီနေ့ကစပြီးညာနှင်းစီဟာနေအောင်ကိုမထိနိုင်တော့ဘူး။လူတွေကိုချစ်ခင်ခွင့်မရှိတော့ဘူး။ဖျားပြက်နဲ့ဥစ္စာရှိရာကနေမခွာနိုင်တော့ဘူး။ဒါပေမဲ့သူမရဲ့မျက်လုံးထဲမှာတော့လူဘဝတုန်းကအိမ်မက်တစ်ခုမသေးမချင်းမပြောက်သွားခဲ့ဘူး။တာမန်မိန်းကလေးတစ်ယောက်လိုလူတစ်ယောက်ကိုချစ်ခွင့်ရကျင်တာအဲ့ဒီအိမ်မက်ကပဲနောက်ပိုင်းမှာမင်းခန့်နဲ့တွေ့ဆုံမှုကိုမလွဲမရှောင်ဖြစ်စေခဲ့တာပါ။